Timmy we 妈，白云在啥呢？呀？အေးငါလည်းဘိုက်တွေစားနေနေလေးတောင်းတောင်းဆိုရေကလည်းဘူးမှလာရေတော့ခံထွက်တော့ဟုတ်တယ်ပူရလဲပူနေစကြံတွင်းမှာရေဆိုနေလို့ဟင်းမချက်ချင်ဘူးဆိုလို့ရှိရင်ထမင်းလဲစားကောင်းပြီးတော့ချက်ဆက်ဆက်လေးနဲ့ချက်လို့ရမယ့်ဟင်းလေးတစ်ခုလုပ်ပြပါမယ်ထီမီကွီနဲ့တော့ချက်ရမယ်နော်တကြံတွင်းမှာဆိုရင်မုံလုံးရေပေါ်တွေလုံးပြီးတော့ဘေးအိမ်တွေကိုဝေးကြတယ်တငယ်ချင်းတွေနဲ့ရှောက်လေကြတယ်အဲ့ဒီအချိန်မှာထမင်းဟင်းချက်ဖို့ပြင်းနေတယ်မိနေတယ်ဆိုရင်တော့ကျွန်တော်ချက်ပြပေးထားတဲ့တရသီးကြော်လေးနဲ့ထမင်းစားလိုက်ရုံနဲ့ထမင်းမိန်စင်မှာသိကြပါတယ်ပထမဦးဆုံးတော့တက်တော်နေများများလေးကိုလေးထားလိုက်တယ်ကျွန်တော်ကတရသီးအလုံးကြီးနှလုံးလောက်ကိုလည်းဓာတ်နဲ့ပေါက်ပြီးတော့ချက်ထားပေးလိုက်ပါတယ်ပြီးရင်တော့အိုးထဲမှာစီထည့်ပြီးတော့တရသီးကြော်နဲ့စားဖို့မြို့သီးကြောက်တွေကိုအရင်ဆုံးကြော်ပြီးတော့ပကံနဲ့ထည့်ထားလိုက်ပါမယ်။အဲ့ဒီစီနဲ့ပဲကျွန်တော်ကတော့အလွယ်လေးစက်သွန်နေလေးကိုစနွေးမုံလေးထည့်ပြီးတော့စီတက်လိုက်ပါတယ်။အနံလေးမွေးလာရင်ငပိစိမ့်သားနည်းနည်းပါထည့်ပြီးတော့ကျွန်တော်စီတက်ထားလိုက်တယ်။ပေါက်ထားတဲ့တရသီးလေးတွေထည့်လိုက်တာပေါ့နော်။ပြီးတော့တရသီးတွေကိုနှမ်းဆက်အောင်မှွေရင်းထဲမှာထီမီကွီကအသစ်ထုတ်ထားတဲ့ငါးငပိလိမ္မာကျော်လေးတစ်ပူလောက်ဖောက်ထည့်လိုက်ပါမယ်။ထီမီကွီရဲ့ငါးငပိလိမ္မာကျော်ကငါးအဖက်များများနဲ့ငပိနဲ့ပါရောချက်ထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ကငချောက်တွေပစုံချောက်တွေထက်ထက်စရာမလိုပဲနဲ့ရတာလှူသလိုလိုက်ယုံနဲ့တရသီးကြော်လေးကထိထိမိမိနဲ့စားကောင်းမှာပဲဖြစ်ပါတယ်ပို့ပြီးတော့ဆက်ဆက်လေးစားကြရင်ငရုတ်သီးစင်းလေးအုပ်ပေါ့နော်ပြီးတော့မှငရုတ်သီးကြောက်ကြော်လေးနဲ့တွဲစားရင်လည်းနွေရာသီပိတ်ရက်တွေမှာထိထိမိမိနဲ့စားလို့ကောင်းမဲ့ဟင်းလေးတစ်ပွဲပဲဖြစ်ပါတယ်ထမင်းဖြူပူပူပေါ်မှာထီမီဝီငါးငပိလိမ္မာကျော်နဲ့ချက်ထားတဲ့တရသီးကြော်လေးကိုထည့်တလုံးလောက်စားလိုက်ယုံနဲ့ပူပြင်းနေတဲ့နွေရာသီကိုအန်တုပြီးတော့ကတွင်းမိန်စီမှာတည်ကြပါတယ်။မြုပ်သီးကြောက်ကြော်လေးနဲ့တွဲစားလုံးဝကိုလိုက်ဖက်ပြီးတော့ထမင်းမိန်တာပဲခင်ဗျာ။ကျွန်တော်ကတော့မော်လမြိုင်သားပြီးမော်လမြိုင်တရသီးငချောက်ကြော်ကိုစားခြင်းပေမဲ့ရွယ်လင်းတကူကြော်လို့ရအောင်လို့အခုလိုလေးကြော်ပြလိုက်ပါတယ်။ကျွန်တော်ရဲ့ညီလေးနဲ့ညီမလေးလည်းရေဆော့ပြီးရောက်လာပြီဆိုတော့ထမီကွေးနဲ့ဆွဲချတာပေါ့ခင်ဗျာ။တခြားအသားဟင်းတွေပါတယ်များများဆဆမလို့ပဲနဲ့အခုလိုထီမီကွီငါးငပိလိမ္မာကျော်နဲ့ကြော်ထားတဲ့တရသီးကြော်လေးကလုံးဝထိမိပြီးထမင်းမိတ်စင်မှာသိကြပါတယ်။နောက်နေ့ကျရင်ကြော်စားကြည့်ပါအောင်နော်မပြီးလိမ္မာကြော်လေးရလေတရသီးနဲ့ကြော်လိုက်တော့အရသာကွက်တီ